သူကစားသမားဘဝမှာသူ့ကိုအရှုံးသမားတယောက်လိုဆက်ဆံပြီးသူ့ကစားသမားဘဝကိုအဆုံးသတ်ပေးခဲ့တဲ့အသင်းကိုသူမန်နေဂျာဘဝရောက်ချိန်မှာသူ့ကိုယ်ပိုင်အသင်းနဲ့ပြန်အနိုင်ယူပြတတ်တဲ့လူတယောက်ကိုပြပါဆိုလို့ရှိရင်ဒါဟာ Alex Ferguson ပါပဲငယ်ဘဝအချိန်ကလေးကတာယာတဲ့အနေအထားနဲ့မနေခဲ့ရသူမို့စိတ်ထဲမှာဝန်တွေအများကြီးတည်ပိုးထားရပေမဲ့ Alex Ferguson ဟာအောင်မြင်ခြင်းစိတ်အရန်ပြင်းပြပြီးလွယ်နဲ့အရှုံးမပေးဖို့သူ့ကိုယ်သူအမြဲဖိအားပေးနေလူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်သူဟာအရန်ဒေါသကြီးတဲ့လူတစ်ယောက်လို့အများမြင်တာခံခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီစိတ်ဓာတ်ကပဲအရှုံးတွေနဲ့ရင်ဆိုင်နေရတဲ့ဘောလုံးအသင်းတွေကိုအနိုင်ရလက်ထွက်အောင်သူပြောင်းလဲပေးနိုင်ဖို့တွန်းအားပေးခဲ့တာပါ။အခွင့်အရေးတွေကိုလက်မလွတ်ခဲ့လို့သာလက်ရှိကျွန်တော်တို့သိကြရတဲ့ဆာ Alex Ferguson ဆိုပြီးဖြစ်လာတာပါသူ့ဘဝရဲ့စတင်ခြင်းက Man United မဟုတ်တယ်လို့အင်္ဂလန်လည်းမဟုတ်ခဲ့ပါဘူး Alexander Ferguson ဖြစ်လာမဲ့လူငယ်လေးဟာစကော့တလန်ရဲ့မြို့ငယ်လေးတစ်ခုမှာမွေးဖွားကြီးပြင်းခဲ့ပြီးသူ့ရဲ့ဖခင်ကပင်မော်ချင်းတစ်ခုမှာအလုပ်လုပ်သူပါသူ့မိခင်ဖြစ်သူကတော့တာမန်အိမ်ရှင်မတူပါပဲ Ferguson ရဲ့ဆယ်ကျော်တက်ဘဝဟာဘောလုံးကစားသမားတူအဖြစ်စတင်ခဲ့ပြီးတော့သူဟာဘဝအစမှာရဲ့ချုံနှိမ့်မှုတွေကိုအများကြီးကြုံခဲ့ရသူပါသူပထမဆုံးဘောလုံးကစားသမားအဖြစ်ပွဲထွက်ခဲ့တဲ့အသင်းဟာအင်္ဂလန်ရဲ့နာမည်ကျော်ဘောလုံးအသင်းတွေမဟုတ်ခဲ့ပါဘူးအဲ့ဒီအချိန်ကာလတုန်းကစကော့တလန်ရဲ့မထင်မရှားအသင်းတစ်ခုဖြစ်တဲ့ Rangers ဆိုတဲ့အသင်းမှာအဲ့ဒီအသင်းမှာသူဆော့ကစားခြင်းကအရန်ကောင်းမှုနဲ့ခြေစွမ်းရှိကစားသမားတူလည်းမဟုတ်ခဲ့ပါဘူးအဲ့ဒီအတွက်သူ့မှာဖိအားများစွာရှိခဲ့ပြီးဖခင်ဖြစ်သူနဲ့တော့မခုံမပြောတဲ့အထိပြဿနာတွေတက်ခဲ့ဖူးတာပါဒီချိန်မှာသူ့ရဲ့ဇနီးဖြစ်သူ KT နဲ့သူစတင်စုံစည်းခဲ့ပါတယ်သူနဲ့ KT ရဲ့တွေးဆုံမှုကတော့လူငယ်လေး Ferguson အတွက်ကလွယ်ကူမနေခဲ့ပါဘူး။ဘာလို့ဆိုသူတို့နှစ်ယောက်ရဲ့ဘာသာရေးနောက်ခံကကွဲပြားနေခဲ့လို့ပါ။အဲ့ဒီအချိန်ကလေးက Ferguson ဟာအခက်အခဲများစွာနဲ့ရင်ဆိုင်နေခဲ့ရပါတယ်။နောက်တော့ပြဿနာတွေကြားသူ့ကစားသမားဘဝအဆုံးသတ်ခဲ့ရပြီးမန်နေဂျာဘဝကိုရောက်လာဖို့သူအခွင့်အရေးစားရခဲ့ပါတယ်။အဲ့ဒီအသင်းကလည်းသူကစားသမားဘဝတုန်းကသူ့ရဲ့ပြိုင်ဘက်အသင်းပါပဲ။ဒါပေမဲ့သူအကောင်းဆုံးကြိုးစားပြီးသူ့ကစားသမားဘဝကိုအဆုံးသတ်ပေးခဲ့တဲ့အသင်းကိုပြန်လည်အနိုင်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာအဲ့လောက်ထိကိုအမက်သေးကြီးပြီးတော့စိတ်သက်ပြင်းပြတဲ့သူပါ။ Ferguson ရဲ့အဓိကအားသာချက်ကသူကင်တွယ်တဲ့ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့သူတို့ရဲ့ပင်ကိုစွမ်းရည်ကိုကောင်းကောင်းကြီးနားလဲတာပါဒီအားသာချက်ကြောင့်ပဲသူမန်နေဂျာအဖြစ်ပထမဆုံးကန်ရတဲ့အသင်းကိုပြန်စုစည်းပြီးသူ့ရဲ့ငယ်ဘဝပြိုင်ဘက်ကိုပြန်အနိုင်ယူပြသွားခဲ့ပါတယ်ဖလားတွေလည်းသူအရားယူပေးနိုင်ခဲ့ပါတယ်ဒီချိန်မှာသူ့ကိုအင်္ဂလန်ရဲ့နာမည်ကြီးကလပ်တွေကတော့ခေါ်ယူဖို့ကြိုးစားလာပါတယ်တကယ်တမ်းမန်ယူကပဲသူ့ကိုလိုချင်ပြီးခေါ်ခဲ့တာမဟုတ်ပါဘူးလီဗာပူးကတော့သူ့ကိုခေါ်ယူဖို့လုပ်ခဲ့ပူပါတယ်ဒါပေမဲ့ဖာဝူဆန်ဟာမန်ယူနိုက်တက်ကိုပဲတွားခဲ့တာပါဘာလို့လဲမန်ယူကအဲ့ဒီခေတ်တုန်းကအရန်အောင်မြင်နေလို့လာမေးရင်မဟုတ်ပါဘူးအဲ့ဒီချိန်တုန်းကမန်ယူကဖလားတွေမရပဲဖလားလက်မဲ့အဖြစ်ယာဒီများစွာကိုဖက်တန်းနေခဲ့ရချိန်မှာဒီချိန်နေစိုးကိုသူပြန်ပြင်နိုင်မယ်ထင်လို့ဖာဝူဆန်ဟာမန်ယူနိုက်တက်ကိုတွားခဲ့တာပါသူမန်ယူနိုက်တက်ကိုမန်နေဂျာအဖြစ်စပြောင်းလာချိန်မှာပထမဆုံးကြုံရတဲ့အခက်အခဲကကစားသမားတွေရဲ့ဖီယိုဖျဲဖြစ်နေတဲ့ခြေစွမ်းပါပဲဘလို့မှစုစည်းလို့မရအောင်စုပ်ပြတ်နေပြီးကစားတဲ့ပွဲတိုင်းမှာလည်းခွက်လန်အောင်ရှုံးနေခဲ့ပါတယ်။ Ferguson မန်ယူကိုစကန်ကြီးမှာအခု Ruben Amorim မန်ယူကိုစားကန်တဲ့အချိန်လိုပဲအတော်လေးအခက်အခဲကြုံတဲ့ကာလပါ။ပထမရာသီမှာစပြီးသူကုတ်ကဲစဉ်ကရှုံးပွဲတွေကစတိုက်ပါပဲ။ Premier League အသင်းတိုင်းဒီပါနဲ့ဆော့တဲ့အခါတိုင်းမှာအသင်းတိုင်းဒီပါကိုရှုံးခဲ့ပါတယ်။အခု Amorim ကြုံခဲ့ရတယ်လို့ Trap ကိုအထိပါဖိအားပေးခံရတဲ့အခြေအနေမျိုးကို Ferguson လည်းကြုံခဲ့ရပူပါတယ်။ဒီချိန်မှာသူ့ဇနီး KT ကလည်း Ferguson ပေါ်အရန်ဂယူးဆိုင်ခဲ့ပါတယ်။ဘယ်ချိန်ထောက်ပေါက်ကွယ်မလဲမသိတဲ့ရန်ဘုံကြီးကိုဂယူးဆိုင်ပေးရတာကလည်းလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။အရန်တန်မာမှဖြစ်တာပါ။ဒါပေမဲ့ KT ဟာ Ferguson ပေါ်အရန်စိတ်ရှိခဲ့။အဲဒီလိုနဲ့ Alex Ferguson ထွက်ပြေးပါဆိုပြီးတော့ Man U ပိတ်သက်တွေကစအော်လာတယ်။ဒါပေမဲ့ဘုံအဖွဲ့က Ferguson ရဲ့ plan တွေကိုစပြီးယုံကြည်နေတော့ပဲဖြစ်တဲ့အတွက်ကြောင့်မလို့သူလုံးနိုင်မယ်လို့ယုံပေးခဲ့ကြပါတယ်။ဒီလိုနဲ့မန်ယူကိုသူပြန်တည်ဆောက်ဖို့အခွင့်အရေးရခဲ့ပါတယ်။သူ့လက်ထက်မှာလူငယ်ကစားသမားအများစုနေရာရလာကြတယ်။သူ့ရဲ့ပထမဆုံးလက်ဦးတပည့်ဖြစ်လာမဲ့ Ryan Giggs ကို Man City ကနေခေါ်ယူနိုင်ခဲ့တယ်။အဲ့ဒီချိန်မှာနိုင်ပွဲတွေစားရလာပါတယ်။ဒါပေမဲ့ရှုံးပွဲတွေကလည်းဆက်ပြီးရှိနေတော့ပါပဲ။ပြီးတော့သူ့ရဲ့ပထမဆုံးအလှည့်ပြောင်းဖြစ်လာဖို့သူ့ရဲ့တပည့်အရင်ကိုရိုမာတယောက်ကိုရောင်းပြေးခဲ့ရပါတယ်အခုအိုနနာကိုအမိုရင်ရောင်းခဲ့တယ်လို့ပါပဲဒါမျိုး Ferguson လည်းလုပ်ခဲ့ရဘူးပါတယ်အဲ့ဒီပြီးတဲ့နောက်မှာဥရောပမှာခြေစွမ်းကျနေတဲ့အ
သုံးသင့်မဲ့ကစားသမားတွေကို Man United ကင်းတောက်တွေအကူအညီနဲ့သူစရှာခဲ့ပါတယ်ဒီလိုပြောင်းလဲမှုတွေစလုပ်ပြီးမကြခင်မှာပဲ Man United ဟာတိတိတတ်တာကိုရလက်တွေကောင်းလာခဲ့တဲ့အိမ်ပွဲတွေဆက်လာခဲ့ပါတယ် Premier League ဖလားတွေရော FA Cup တွေကိုပါယူနိုင်တဲ့အထိရလက်ကောင်းခဲ့တာပါဒီချိန်မှာပရိသတ်တွေကလည်းသူ့ကိုစပြီးလက်ခံလာရပါတယ်သူ့ရဲ့မန်နေဂျာဘဝတကယ်အပြောင်းလဲကတော့ဘိုင်ယန်မြူးနစ်နဲ့ကစားခဲ့တဲ့ Champions League ဖလားဘိုလ်လုပွဲပါပဲ3မိနစ်မန်ယူလို့လူတွေစတိခဲ့တာကဒီပွဲရောက်လို့တော့ပြောလို့ရပါတယ်ပထမပိုင်းမှာဘိုင်ယန်ကဥဆောင်ကိုတွင်းထားခဲ့ပေမဲ့လည်းပွဲပြီးဖို့3မိနစ်အချိန်ပေါ်မှာတူပြန်သွင်းပြီးတရေယူနိုင်ခဲ့လို့ပွဲချင်းတစ်ပွဲထက်ကစားခဲ့ရပါတယ်နောက်ရက်ချိန်ပွဲမှာမန်ယူကဘိုင်ယန်ကိုနှစ်တက်နဲ့အနိုင်ယူပြပြီးတော့ဖာဂူဆန်တယောက်ဥရောပဖလားကိုပါအရယူပြသွားနိုင်ခဲ့ပါတယ်တနစ်တည်းမှာဖလား3လုံးယူပြနိုင်တဲ့မန်နေဂျာတယောက်အဖြစ်ပါတက်ပြီးပြသွားခဲ့ပါတယ်တကယ်လဲသူ့လက်ထက်မှာ Man United ဟာဖလားတွေအများကြီးရယူနိုင်ခဲ့တာပါဒါကြောင့်လဲ Man United ပရိသတ်တွေက Sir Alex Ferguson ကိုအထင်ကြီးလေးစားကြပါတယ်ဒါတွေမကသူ့ရဲ့တပည့်အရင်တွေဖြစ်တဲ့ Ryan Giggs, Cantona, Beckham, Scholes, Rooney, Ronaldo တို့ကလည်းသူ့ပေါ်အရန်လေးစားခဲ့ကြပါတယ်လေးစားခဲ့ရုံများမကပဲ Ferguson ရဲ့ဆက်ရပြင်းပြမှုတွေကိုပါသူတို့ရဲ့ကစားပုံတွေမှာမြင်ခဲ့ကြရပါတယ်ဒါတွေကဖာဂူဆန်တယောက်တည်းကြောင့်မဟုတ်တာသိကြပေမဲ့တကယ်တမ်းကစားပုံနည်းယူဟာတွေနဲ့အပြောင်းလဲတွေကိုဖော်ဆောင်နိုင်ခဲ့ခြင်းရဲ့အဓိကလက်တွေကဖာဂူဆန်ပါပဲသူမဲပြောနေကြစကားတခွန်းရှိပါတယ်ငါတို့ဘတော့မှအရှုံးမပေးခဲ့ကြလို့ငါတို့အနိုင်ရခဲ့တာတဲ့အရန်ကိုထိမိတဲ့စကားတခွန်းပါပဲပြီးတော့အခုကျွန်တော်ပြောပြနေတာဟာကျွန်တော်ရဲ့အာဘော်တွေမဟုတ်ပါဘူး2018ခုနှစ်မှာ Sir Alex Ferguson ဟာအုံနောက်အတွင်းပိုင်းသွေးယူစိတ်မှုဖြစ်ပွားခဲ့ပါတယ်သူ့ရဲ့ခွဲစိတ်မှုအပြီးမှာ Sir Alex ဟာသူ့ရဲ့မှတ်ဉာဏ်တွေကိုရာသက်ပံဆုံးရှုံးရမယ့်ပြဿနာနဲ့ကြုံခဲ့ရပါတယ်ဒါကိုသူအရန်ထိတ်လန့်ခဲ့ပြီးတော့သူ့သားဖြစ်တဲ့ Jason Ferguson ကိုပြောပြခဲ့တဲ့အတွက်သူ့ရဲ့ဘဝတသက်တာအချင်းချုပ်ရုပ်ရှင်တစ်ခုကို documentary လို့ဖန်တီးဖို့အစားပြုခဲ့တယ်အဲ့လိုနဲ့ Sir Alex Ferguson ရဲ့ Never Give In ဆိုတဲ့ documentary film တစ်ခုထွက်လာခဲ့ပါတယ်အခုကျွန်တော်ပြောပြနေတာတွေကအဲ့ဒီရုပ်ရှင်ကိုကိုးကားပြီးပြောပြနေတာပါ Sir Alex Ferguson ကိုယ်တိုင်ပြန်ပြောခဲ့တာတွေကိုစုစည်းပြီးသူ့ရဲ့တားပစ်သူကိုယ်တိုင်ကရုပ်ရှင်တစ်ခုပြပြန်သက်သွင်းခဲ့တာဆိုတော့ဒီတက်ပိုပြီးပြည့်စုံတဲ့ documentary ရုပ်ရှင်ကရှိနိုင်မယ်မထင်ပါဘူးမိတ်ဆွေတို့ကိုယ်တိုင်လည်း Sir Alex Ferguson အကြောင်းအသေးစိတ်လေ့လာခြင်းလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်သူ့ရဲ့မန်နေဂျာဘဝဖြတ်သန်းပုံကိုသိချင်ရင်ပဲဖြစ်ဖြစ်ဒီရုပ်ရှင်ကိုပြန်ကြည့်ဖို့လိုအပ်ပါတယ်ရုပ်ရှင်မီက Sir Alex Ferguson Never Give In လို့ခေါ်ပါတယ်2021ခုနှစ်ကစပြီးထုတ်လွှင့်ခဲ့တာပါပြန်ကြည့်ချင်သူတွေအတွက်ဒီဗီဒီယိုရဲ့ description မှာ link ထည့်ထားပေးပါမယ်အဆုံးထိကြည့်ပေးကြတာကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့လူသက်ကြီး channel ကသူရဖြစ်ပါတယ်